ကီလိုမီတာ3,800,000 ကျော်ဝေးကွာတဲ့လကဘာဘောကနေကြည့်လိုက်တဲ့အခါကဘာကြီးဟာအံ့ဩဖွယ်ကောင်းလောက်အောင်တင်းငင်နေပါတယ်။အပြာရောင်အလင်းနုနုလေးတစ်စက်လိုတိတ်ဆိတ်ပြီးငြိမ်းချမ်းတယ်လို့မြင်ရပါတယ်။အတန်မရှိလှုပ်ရှားမှုမရှိအရာအလုံးဟာအေးချမ်းသွားတယ်လို့ပဲဖြစ်နေပါတယ်။ဒါပေမဲ့အဲ့ဒီတိတ်ဆိတ်မှုဟာအမြင်သာဖြစ်ပါတယ်။အမှန်တကယ်တော့အဲ့ဒီကဘာငယ်လေးအတွင်းမှာစစ်ပွဲတွေမယမနာဖြစ်ပွားနေပြီးဆင်းရဲဒုက္ခတွေကလူသားတွေကိုနေရာတိုင်းမှာဖိနှိပ်နေကြပါတယ်။သွေးနဲ့မျက်ရည်နဲ့အော်ဟစ်တန်တွေကအာကာသထိမရောက်နိုင်ပေမဲ့ကဘာမြေပေါ်မှာတော့နှိမ့်စင်ကြားနေရပါတယ်။စက်ကြဝဠာကြီးနဲ့နှိုင်းယှဉ်ကြည့်ရင်ကဘာကြီးဟာတန်မှန်မျက်စိနဲ့တောင်မမြင်နိုင်တော့အောင်တင်းငယ်တဲ့အဆက်ကလေးတစ်ဆက်သားဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအဆက်ကလေးထဲမှာပဲလူသားတွေရဲ့အတ္တမာနတွေကအာကာသထက်တောင်ကြီးမားနေကြပါတယ်။ကိုကြိုးတစ်ခုအတွက်သူတစ်ပါးရဲ့နာကျင်မှုကိုမမြင်ချင်ကြတဲ့စိတ်တွေကြောင့်ကိုချင်းစာတရားဟာတဖြည်းဖြည်းပျောက်ကွယ်လာပါတယ်။အတ္တမာနတွေကြီးထွားလာသလိုစစ်မီးလျံတွေတောက်လောင်လာပြီးတဘာဝကပ်ဘေးတွေယောဂဗျာကပ်ဘေးတွေကလည်းကြောက်ခမန်းလိလိပါပဲ။ဒီလောက်တင်းငယ်လာတဲ့ကဘာပေါ်မှာခမရတို့ဘာကြောင့်တအုံးနဲ့တအူးအမုန်းများနေကြတာလဲဆိုပြီးကျွန်တော်မေးခွန်းထုတ်ကြည့်မိပါတယ်။စက်ကြဝဠာကြီးရဲ့လယ်မှာကဘာဆိုတာမျက်စိတမိတ်အတွင်းပျောက်ကွယ်သွားနိုင်တဲ့ခြေကလေးတစ်လုံးသာဖြစ်ပါတယ်။ဒါကိုတိတိနဲ့မေးလျော်နေကြတာကလူသားတွေရဲ့အကြီးဆုံးအန္တရာယ်ပါပဲ။တင်းငယ်မှုကိုသဘောပေါက်နိုင်ရင်အတ္တမာနလျော့ပါလာမယ်။အတ္တမာနလျော့ပါလာရင်ကိုချင်းစာတရားပြန်လည်မွေးဖွားလာနိုင်ပါတယ်။လကဘာပေါ်ကနေကြည့်ရင်ကဘာကြီးဟာတိတ်ဆိတ်ပါတယ်။ဒါပေမဲ့ကဘာမြေပေါ်မှာနေရတဲ့လူသားတွေအတွက်တော့အဲ့ဒီတိတ်ဆိတ်မှုကိုဖန်တီးနိုင်မလားဆိုတာကိုပဲကျွန်တော်ထပ်ပြီးမေးခွန်းထုတ်နေမိပါတော့တယ်။